ကိုယ့်ရဲ့ဗီဒီယိုတွေ Twitter platform မှာအချိန်တို့ပေါက်ချင်တယ် view တွေအများအပြားရချင်တယ်ဆိုလို့ရှိရင်တပုတ်ကောင်းမှုပဲလိုအပ်ပါတယ်ခင်ဗျာဒီနေ့မှာဗီဒီယိုတပုတ်ကို quality ကောင်းအောင်ဘယ်လိုတိဆောက်ရမလဲဆိုတာလေးတွေကိုပြောပြပေးပါမယ်အရင်ဆုံးကိုကဗီဒီယိုတစ်ခုကိုစပြီးရိုက်တော့မယ်ဆိုလို့ရှိရင်ကိုပိုင် niche တစ်ခုရှိဖို့လိုအပ်ပါတယ်ကိုကဟင်းချက်တဲ့ဗီဒီယိုတွေကိုတင်ချင်တာလား lifestyle ဗီဒီယိုတွေကိုပဲတင်ချင်တာလားကိုဗီဒီယိုဖန်တီးခြင်းတဲ့ နယ်ပယ်တစ်ခုကိုဇွဲမလျှော့ပဲနဲ့ဇက်တိုက်ဗီဒီယိုလေးတွေကိုတင်ပေးနေရမှာပါဒါမှမဟုတ်ကိုကဝါသနာပါတာတွေအရန်များနေလို့ပဲဘယ်လမ်းကိုရွေးရမလဲမသိဘူးဆိုလို့ရှင်ဘာမှခက်ခက်ခဲစဉ်းစားမနေပါနဲ့ကိုဝါသနာပါတာတွေကိုတစ်ခုပြီးတစ်ခုစမ်းကြည့်ရင်ဗီဒီယိုတွေရရင်လည်းသိတာပါလိမ့်မယ်နောက်တစ်ခုကတော့အခုဗီဒီယိုမှာအရန်ရေးပါတဲ့အချက်လို့ပြောလို့ရပါတယ်အဲ့ဒါကတော့ scale set တွေပါ quality ကောင်းတဲ့ဗီဒီယိုတစ်ပုဒ်ကိုရဖို့ဗီဒီယို editing တွေကောင်းကောင်းလုပ်တတ်ရမယ်လူတွေကကိုယ့်ရဲ့ဗီဒီယိုကိုတစ်ချက်ကြည့်လိုက်တာနဲ့အဆုံးထိဆက်ပြီးကြည့်ကြအောင်လို့ thumbnail တွေဆွဲတတ်ရမယ်နောက်ပြီးကိုက social media platform မှာဗီဒီယိုတွေတင်မှာဖြစ်တဲ့အတွက် platform တွေရဲ့ algorithm တွေကိုလည်းလေ့လာထားပါမယ်နောက်ပြီး scale set တွေထဲမှာအရေးကြီးဆုံးအချက်ကတော့ script writing မှာ script တွေကိုကြိုတင်ရေးထားမှသာဗီဒီယိုထဲမှာကိုပြောပြချင်တဲ့အကြောင်းအရာတွေကိုပို့ရလို့လည်းမရှိပဲပြောနိုင်မှာပါဒါကြောင့်ကျွန်တော်ဆိုရင်လည်းဗီဒီယိုတစ်ပုဒ်ကိုထုတ်တန်း script တွေကိုအစအဆုံးအမြဲရေးပြီးမှတင်ဆက်လေးရှိတာပါ algorithm ရာ3 second rule 5 second rule တွေဆိုတာကိုခဏမိထားပြီးတော့ကိုလုံးမဲ့ဗီဒီယိုကိုအခုပြောပြလိုက်တဲ့ scale တွေနဲ့ဒါတေချာပေါစနစ်တကျစိတ်ရှိရှိလေးနဲ့လုံးမယ်ဆိုလို့ရှိရင် platform တွေနဲ့တဟဇာတာတဲ့သွားမှာပါဘဟုတုတရစရာနဲ့စိတ်ဝင်စားစရာဗီဒီယိုတွေကိုအရင်ကလိုအမြဲတမ်းပြန်လာတော့မှမလို့ channel လေးကို like and follow လေးလုပ်တာပေးပြီးတော့ဗီဒီယိုလေးတွေကို support ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဘယ်လိုဗီဒီယိုတွေကိုထပ်ပြီးတင်ပေးရအောင်မလဲဆိုတာကိုလည်း comment မှာဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာ